အချိန်ဆုံးဝန်းနေအမျှလူသားတွေဟာလောကကြီးထဲမှာပုံမှန်လူလို့ဖြတ်သန်းနေကြပါတယ်။ဒီလိုပုံမှန်လေးပတ်နေတဲ့ပတ်ဝန်းကျင်တွေမှာရောင်စုံလှတဲ့အပြုံးပန်းမွေလေးတွေနဲ့ကလေးငယ်တွေကတော့တာယာငြိမ်းချမ်းမှုအပေါင်းကိုဖန်ဆင်းပေးသူတွေပါ။လွတ်လပ်မှုပျော်ရွှင်မှုတွေသာမကပဲမိသားစုအတိုင်းဝိုင်းရဲ့ရွရကျင်နာမှုတွေကိုလည်းအပြည့်အဝဆွယူနေကြသူတွေလို့ဆိုနိုင်မှာပါ။ကျမတို့မြစ်တာအေးမျိုးကို1995နှစ်စပြီးမှကျမတို့ဇနီးမောင်နှံနဲ့စပြုခဲ့ပါတယ်။ဒီနေ့ထိပို့ဆောင်ပေးတဲ့ဖျားရှင်ကျေးဇူးတော်ကိုထူပဲချီးမွမ်းပါတယ်။မြစ်တာအေးမျိုးမှာရောက်ရှိလာတဲ့ကျမတို့လက်ခံတဲ့ကလေးတွေဟာဆုံးပြတဲ့ကလေးလမ်းပေါ်ကလေးမိဘမဲ့တဲ့ကလေးတချမ်းပဲတဲ့ကလေးဆိုပြီးမှကလေးတွေခဲမှုအမျိုးမျိုးနဲ့တွေ့ကြုံနေရတဲ့ကလေးများကိုကျမတို့ကအသက်အရွယ်မရွေး12ရက်နဲ့တော့လကောက်နလာနဲ့တော့လကောက်ကျမတို့လက်ခံပေးနေပါတယ်你那这里长在哪里的？在哪里？你长嘛？你的作业了？有一那从你去哪长嘛来了？来古里你回来怎么过呢？哪么为啥？初一，初一为啥？怎么搞了？为啥的？我今天你还讲你，好了，那在回头一出嘛个地方，后长边来边把这样嘛嘞？你到了，回头回去的讲嘞，那就了一出边嘞，为啥了没呢？然后回头回白呀，稍微嘛差点好。မြစ်တာအေးမျိုးမှာရှိတဲ့ဆရာဆရာမတွေကလည်းဒီကလေးနဲ့ပတ်သက်ပြီးတော့မှကလေးနဲ့သက်ဆိုင်တဲ့သင်တန်းတွေ CRC case management ကလေးပြုစုနည်းသင်တန်းတွေကိုလည်းတက်ရောက်ပြီးတော့သူများကသာဒီကလေးတွေကိုပြုစုစောင့်ရှောက်နေတာဖြစ်ပါတယ်။ကျမတို့ကေဟာမှာကလေးကိုပြုစုခြင်းနဲ့ကာကွယ်စောင့်ရှောက်ခြင်းဆိုပြီးတော့မှကျမတို့ကလေးတွေကိုပြုစုစောင့်ရှောက်နေပါတယ်။ဒီနေ့ချိန်ထိကလေးတွေကိုပြုစုစောင့်ရှောက်တဲ့အခါမှာကျမရဲ့အတွက်ကျူတင်ကာကွယ်ခြင်းဆိုတဲ့အစီအစဉ်နဲ့ဆောင်ရွက်ပြီးတော့မှဖြစ်လာတဲ့အခါမှာလည်းချက်ချင်းလေးဆက်ရာစေုံစေခမ်းများကိုပို့ဆောင်ပေးနေပါတယ်။ပညာရေးအနေနဲ့လည်းကျမတို့အစိုးရကျောင်းတွေမှာမူလတန်းကျောင်းအလယ်တန်းကျောင်းအထက်တန်းကျောင်းတို့ပို့ဆောင်ပေးပြီးတော့မှအကြီးတွေကတော့၎င်းဆရာဆရာမတွေကတော့၎င်းအနီးကပ်ကြီးကျယ်ပြီးတော့မှဂိုက်လုပ်ပေးပါတယ်။ယောက်ျားလေး30ယောက်ရှိတယ်။အဲ့ထဲမှာ Joseph family ကိုကလေး10ယောက် Joseph family မှာကလေး10ယောက်ရှိပြီးတော့မှသူတို့ကိုပြုစုတဲ့လူကတော့ကိုငိမ့်ချမ်းဖြစ်တယ်။ David family မှာကလေး10ယောက်ရှိပြီးတော့မှသူတို့ကိုပြုစုတဲ့လူကတော့ Donning Mandim ဖြစ်တယ်။ Solomon family မှာကလေး10ယောက်ရှိပြီးတော့မှသူတို့ကိုပြုစုတဲ့လူကတော့ကိုပေါရှန်ကင်ဖြစ်ပါတယ်။မင်္ဂလိဆောင်မှာကြတော့ Root family မှာကလေး10ယောက်ကိုဒေါ်ထွေငိုင်ဒွန်ကပြုစုပြီးတော့မှ
Esther မိသားစုမှာဒေါ်ဒီဘရာရှင်ကပြုစုတာဖြစ်တယ် ကလေးတွေဟာဘဝတူအချင်းချင်းနားလည်မှုတွေနဲ့ပျော်ပျော်ရွှင်ရွှင်ပဲလောကရဲ့တစ်စိတ်တစ်ပိုင်းကိုစေးရောင်ချဲသားနေကြပါတယ်။သူတို့ရဲ့ဝမ်းနည်းကြေကွဲစရာအတိတ်ဇလန်းတွေကိုပျော်ရွှင်မှုတွေနဲ့ဖုံးလွှမ်းလို့နိုင်ငံရဲ့တားကောင်းသမီးယေဒနာလေးတွေဖြစ်နေကြတဲ့လူငယ်တွေလည်းရှိပါတယ်။အယူအဆမျိုးမျိုးရှိကြသလိုသဘောထားကွဲလွဲမှုတွေကိုလည်းညီအကိုမောင်နှမအရင်စိတ်ဓာတ်နဲ့ဖြည့်ရှင်းကြပါသေးတယ်။ကြီးသူကိုယူသည်ငယ်သူကိုလေးစားတတ်တဲ့အကျင့်စရိုက်တွေနဲ့ပြည့်စုံသားရနေတော့အိမ်ကြီးကြီးထဲမှာစုဝေးနေတဲ့မောင်နှမအများဆုံးမိသားစုဝင်တွေလို့ဆိုနိုင်မှာပါ1995ခုနှစ်ကလေးကဖွင့်လှစ်ခဲ့တဲ့မြစ်တာအေးရင်မြုံလူငယ်ဖွံ့ဖြိုးရေးဂေဟာကတော့ပရဟိတစိတ်သက်ပြည့်ဝသူတွေကြောင့်လည်းလမ်းကြောင်းတစ်ခုအပေါ်မှာရှောင်လန်းနေနိုင်တာပါ1995ခုနှစ်ဖေဖော်ဝါရီလထဲမှာကျွန်တော်အနေနဲ့တူရင်သွားပြီးတော့9ရက်လောက်တူရင်သွားနေတဲ့အချိန်မှာကရင်ပေါ်မှာလဲလျောင်းနေတဲ့အချိန်မှာဘယ်သူ့အတွက်လဲဆိုတဲ့ခွေတစ်ခွေကိုနားထောင်ရင်းနဲ့စေတနာအိုးတီဆိုထားတဲ့တချင်းနားထောင်ရင်းနဲ့မိဘမဲ့ကလေးသူငယ်များကိုပြုစုဆောင်ရှောက်ဖို့ရန်ကျွန်တော်နားတဲ့ကနေဘယ်လိုမှငင်းဆိုလို့မရတဲ့ဖယားရခင်တန်ဖြစ်တယ်လို့ကျွန်တော်ယူဆတဲ့ဖယားရခင်ရှိခိုင်းမှုကိုကျွန်တော်ခံစားရတဲ့အတွက်ကြောင့်ဒီနေရာကိုအစပြုရခြင်းဖြစ်တယ်ဆိုတာပြောပြလိုပါတယ်ဒီကလေးတွေကမိဘမဲတဲ့ကလေးတွေဆုံးဖြတ်ခံရတဲ့ကလေးတွေလမ်းပေါ်ကလေးတွေအားလုံးခုတ်ကွေးရမဲတဲ့ကလေးတွေအားလုံးကိုကျွန်တော်အနေနဲ့မေတ္တာအေးရင်မြုံလို့နာမည်ပေးထားတဲ့အတိုင်းမေတ္တာကိုရင်ခံပြီးမှကျွန်တော်တို့ပြုစုပေးနေပါတယ်အဓိကအဖြစ်သူတို့တက်တာထဲမှာလိုအပ်နေတဲ့မေတ္တာကိုကျွန်တော်တို့အနေနဲ့ပေးနိုင်ဖို့ရန်ရည်ရွယ်ချက်နဲ့မေတ္တာအေးရင်မြုံလို့နာမည်ပေးထားသလိုအဓိကကျွန်တော်တို့ကတော့မေတ္တာကိုအဓိကထားပြီးမှကလေးတွေကိုအချိန်ပေးလျက်ပြုစုဆောင်ရှောက်နေပါတယ်ကျွန်တော်အခုဒီမိသားစုလူငယ်ဖွံ့ဖြိုးရေးကြရာမှာကျွန်တော်အခုအချိန်ပြည့်နေနဲ့ကျွန်တော်ပါဝင်နေပါတယ်ပရိုက်တာဆိုတော့လူတိုင်းကလှုပ်ချင်ပေမဲ့လှုပ်လို့မရတဲ့အခြေအနေများရှိတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ဒီမှာကျေးဇူးတရားတည်တဲ့အနေဖြစ်နေရောကျွန်တော်ဒီမှာကြီးပြင်းလာတယ်ငယ်ရတဲ့အချိန်ကနေကျွန်တော်ကြီးပြင်းလာတယ်ကြီးပြင်းလာပြီးတော့ကျွန်တော်အခုကျွန်တော်ထိုင်ငယ်တဲ့ညီလေးညီမလေးတွေအတွက်ကျွန်တော်အခုကျွန်တော်တက်နိုင်တဲ့ဘက်ကနေကျွန်တော်တာဝန်ယူပေးနေတယ်ကျွန်တော်တာဝန်ယူပေးနေတာကျတော့ကလေးတွေ9နဲ့6တန်းကိုကျွန်တော်စာသင်ပေးနေတာဖြစ်တယ်နောက်ပြီးတော့ကျွန်တော်ကတော့ကြားဆောင်မှုပေါ့နော်ကြားဆောင်မှာကျွန်တော်တို့ယောက်ျားလေးတွေအတွက်ရုပ်တမိသားစုအတွက်ကျွန်တော်ကတာဝန်ခံဖြစ်တယ်ရုပ်တမိသားစုရဲ့ဆရာလည်းဖြစ်တယ်အမှကလေးတွေအတွက်ကျွန်တော်အမြဲတမ်းအချိန်ပြည့်နေပါဝင်နေပါတယ်ကလေးတွေဟာအရွယ်ဆုံးအသက်အရွယ်ဆုံး6ရက်ကနေစပြီးတော့မှလက်ခံတဲ့ကလေးတွေရှိသလို12ရက်ကနေလက်ခံတဲ့ကလေးရှိသလို2လကလေးလည်းရှိပါတယ်ဒီကလေးတွေအားလုံးကအခုဆိုလို့ရှိရင်10တန်း9တန်းနေရောက်ပြီးတော့မှတက္ကသိုလ်ဝန်ထမ်းတွေဖြစ်ပြီးမှဝယ်ရတဲ့လူတွေကတော့73ယောက်လောက်ရှိသွားပြီဖြစ်ပါတယ်10တန်းအောင်ပြီးတော့မှတက္ကသိုလ်တက်နေတဲ့ကလေးက9ယောက်လောက်ရှိပါရှင်ဟုတ်ကဲ့ကျွန်တော်နာမည်ကပေါ်ရှင်ကျင်းလို့ခေါ်ပါတယ်ကျွန်တော်ဒီမေတ္တာရေးမျိုးမှာ brighter စိတ်နဲ့ပြန်ပြီးတော့ကူညီဖြစ်တာလည်းပထမဆုံးကိုနဲ့ဘဝတူညီကိုမောင်နှမလေးကိုချစ်လို့ပေါ့နော်ပြီးတော့သူတို့ကိုပဲနော်ထ
သူတို့ရဲ့ဘဝလေးတွေကလည်းကိုယ်နဲ့ထပ်တူဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ဘဝတွေကိုကောင်းစားစေချင်တယ်အတွက်ကြောင့်မလို့အခုလိုမျိုးပြန်ပြီးတော့မှ Brighter စနဲ့ကူညီနေတာဖြစ်ပါတယ်မေတ္တာရင်မုံနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီခံစားချက်လေးတစ်ခုကဒီကလေးပေါ်မှာကျွန်တော်တို့ကမေတ္တာပြရမယ်ပေါ့နော်။မှာချမ်းသာမှာလည်းရှိတယ်။ငယ်ဆုံးတော့သူကလေးတွေပေါ်ပြီးပါမဲ့ကေရကျွန်တော်တို့ဒီထူပါမယ်ဆိုတော့မှာချမ်းသာမှာလည်းရှိတယ်ပေါ့နော်။ဒီအတွက်ကြောင့်ကျွန်တော်တို့လာထူရခြင်းဖြစ်ပါတယ်။စရိုက်ပီစာတွေဘလို့ပဲကွဲပြားတဲ့မိသားစုကပဲလာပါစေကျိုးသားဖြူစင်တဲ့ကလေးတွေရဲ့စိတ်သက်တည်တံ့နေတာကလည်းသဘာဝတရားပါချုံမိန်နဲ့အပြုံးတွေပြုံးတတ်အောင်ရှင်းရှင်းသိမ်မွေ့အောင်လဲပြီးပအရင်ချစိတ်တဲ့နဲ့ပြုစုသူတွေကလမ်းညွှန်ပေးပါတယ်ရှီမန်းချက်အသေးသေးတွေထားလို့ကိုပိုင်ရွေးချယ်မှုတွေနဲ့စူးစမ်းနေတဲ့ကလေးငယ်တွေသူတို့ရဲ့မိသားစုအသစ်ကိုချစ်မြတ်လို့နေကြပါပြီပရဟိတစိတ်သက်ရှိသူတွေကလည်းမေတ္တာတရားအခြေခံလို့ကလေးငယ်တွေကိုသာသမီအရင်တွေပမာချစ်ခင်ကူညီနေကြတဲ့ပုံရိပ်တွေကလည်းမြေရောက်သူရဲ့ရင်တွင်မှာအေးမြတဲ့အစိမ့်စမ်းရည်လေးတစ်ခုအဖြစ်ပေါ်ထင်ရှားသွားစေနိုင်မှာပါ။စာနာစိတ်အပြည့်အဝနဲ့ပန်းပြိုးသူတွေရဲ့အကူအညီတွေကြောင့်လည်းလှပတဲ့ပန်းမွင့်လေးတွေရဲ့အပြုံးတွေကြည်လင်နေခဲ့ပါပြီ။သားသမီးမရှိဘူးတဲ့ဒါပေမဲ့သူတို့ကအရန်ဆင်းရဲပေါ့နော်ဆင်းရဲပေမဲ့ကိုယ်နဲ့ဖွာရတဲ့ရိုးရိုးတသားပဲနေထိုင်တယ်ပေါ့နော်နဲ့တနေ့ကျတော့ကိုရသူထင်းခုတ်သွားတယ်တောထဲကိုထင်းခုတ်သွားတယ်ဆိုတော့အဖွာရအိမ်မှာသူသမင်းဟင်းလေးချက်တယ်ရေခက်ပေးတယ်အဝတ်ကျော်တယ်သူရဲ့အိမ်မှုကိစ္စတွေလုပ်နေတယ်အဲ့ချိန်မှာပေါ့နော်ကိုရသူသွားတော့မြမငယ်လေးတွေအတွက်အားကိုးတိုင်နေစရာကောင်းတဲ့အမတွေညီငယ်တွေအတွက်လည်းရှိကနေမမရက်တည်ပေးနေတဲ့အကိုတွေနဲ့ပျော်ရွှင်နေရင်သွေးရင်းချလို့ပျော်ရွှင်စေတဲ့နေရာတစ်ခုပါပဲရှင်။ ။တွေ့မြင်နိုင်သလိုရွေးထွေးတဲ့လက်တစ်စုံနဲ့ပြည့်ညက်တဲ့ပရဟိတကိုလက်ကမ်းနိုင်ကြပါစေရှင်။